ဟုတ်ကဲ့မင်္ဂလာပါဗျာကျွန်တော်ဒီနေ့မျိုးဦးတော်လှန်ရေးရစတဲ့အကြောင်းအရာလေးကိုနည်းနည်းပြောပြချင်ပါတယ်ကျွန်တော်တို့ခုလိုနိုင်ငံခြားကိုရောက်ပြီးတော့နိုင်ငံခြားမှာဒုက္ခတွေခံကြုံဘဝအရောက်နေရတဲ့အကြောင်းရင်းကကျွန်တော်တို့ကိုအုပ်ချုပ်တဲ့အစိုးရမကောင်းခဲ့လို့အစိုးရကဘယ်အစိုးရလဲလို့မေးလို့ရှိရင်ကျွန်တော်တို့လူညှို့ထုတ်ပြရမှာအာဏာရှင်အစိုးရပါပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမိုကရေစီ9နှစ်ရတဲ့အချိန်မှာကျွန်တော်တို့ပျော်ကြီးပျော်ပြီးအေးချမ်းစွာဖြတ်သန်းခဲ့ပြီးပါပြီ။ဒီမိုကရေစီရဲ့အရသာကိုကျွန်တော်တို့ကောင်းကောင်းကြီးခံစားခဲ့ပြီးသွားပြီ။ကြီးစမ်းခဲ့ပြီးသွားပြီ။ဒါပေမဲ့2021ဖေဖော်ဝါရီ1ရက်နေ့ကစပြီးကျွန်တော်တို့ဘဝတွေမှောင်ကျခဲ့တယ်။အဲ့ဒါဘာကြောင့်လဲစစ်တပ်ကအာဏာသိမ်းခဲ့လို့ပဲလွတ်လပ်ခွင့်တွေကိုအာဏာသိမ်းခဲ့လို့ခုချိန်ကျွန်တော်တို့ပြန်ပြီးလက်နက်ကင်တော်လှန်နေပြီဖြစ်တယ်ဒီနေရာကစတယ်ကျွန်တော်နည်းနည်းပြောချင်ပါတယ်ကျွန်တော်တို့တွေမြန်မာပြည်မှာရှိတဲ့အချိန်တုန်းကကျွန်တော်တို့ရဲ့ဘဝတွေနှိပ်စက်ညှဉ်းပန်းခံခဲ့ပြီးမခံနိုင်တဲ့အဆုံးနိုင်ငံခြားကိုကျွန်တော်တို့ထွက်ပြေးလာခဲ့တယ်ရတဲ့နေတန်းတွေနဲ့ကျွန်တော်တို့ထွက်ပြေးလာခဲ့တယ်ကျွန်တော်တို့မြန်မာပြည်မှာရှိတုန်းကတော့ကျွန်တော်တို့ရဲ့ရင်ထဲမှာတီးထားတဲ့ညှို့တီးရှိပါကျွန်တော်တို့နိုင်ငံခြားရောက်တဲ့အခါအာဏာရှင်ကိုဘယ်လိုတော်လှန်မယ်ဘယ်နေရာရင်ကျွန်တော်တို့ထောက်ပံ့ပေးမယ်ဆိုပြီးတော့ကျွန်တော်တို့ရင်ထဲမှာသိထားတဲ့စကားတွေရှိဆန္ဒတွေရှိပါတယ်အဲဒီဆန္ဒတွေကိုခုတော့အကောင့်ထဲပေါ်တင်ပြီလို့ထင်ပါတယ်ဗျာဟုတ်ကဲ့အကောင့်ထဲပေါ်မယ်ဆိုရင်ကျွန်တော်နဲ့လက်တွဲပြုလုပ်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့မျိုးဒေါ်လာရေးမှာတစ်ဖက်တစ်လမ်းကရင်ပါဝင်နေတဲ့ဘယ်ဖွဲ့စည်းနေမဆိုချိတ်ဆက်ပြီးတော့အလုပ်လုပ်လို့ရပါတယ်တကယ်လို့ကြာရနေရတယ်တောင်းဝန်မထမ်းဆောင်နိုင်ပါဘူးခက်ခဲရှိလို့မိသားစုအတွက်ရှိလို့ပါဆိုပြီးကျွန်တော်တို့ရှောင်းနေခြင်းလည်းရပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ချွေးနေစားတဲ့ကကျွန်တော်တို့စားမဲ့ထဲကရင်ပဲတနိုင်တလောက်ဝိုင်းဝန်းကိုကြီးလှူဒန်းဖို့တော့ကျွန်တော်တိုက်တွန်းပါတယ်ဗျာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာစစ်အာဏာရှင်တွေရဲ့ရက်စက်ရုံမှမှုဒဏ်တွေကိုခါတီးခံနေရတဲ့ကျွန်တော်တို့မြန်မာပြည်သားမိအိုဖအော်တွေနဲ့ကလေးငယ်တွေရှိပါတယ်သူတို့ကစစ်အာဏာရှင်တွေရဲ့နှိပ်စက်မှုတွေကိုမပြေးနိုင်မလွှားနိုင်ပဲခံစားနေရတဲ့လူတွေရှိသူတို့တွေရဲ့ဒုက္ခတွေကိုကူညီဖို့အတွက်ကျွန်တော်တို့လောအားခတဲ့ကကျွန်တော်တို့ချွေးနေစားတဲ့ကကျွန်တော်တို့တတ်နိုင်တဲ့လောက်ထောက်ပံ့ပေးဖို့လိုပါတယ်သူတို့တွေကရွာထဲမှာမနေနိုင်ကိုယ့်အိမ်ကိုမနေနိုင်ပဲရွာတွေကိုမိရှုအိမ်တွေကိုမိရှုနေတဲ့စစ်တပ်လက်ပါစီရဲ့ဓာန်တွေကိုကြောက်လို့တောတောင်နေလေကွင်းနေဘုံကြီးကျောင်းတွေမှာတဲခိုနေတဲ့အချိန်မှာစစ်အာဏာရှင်တွေရဲ့လက်ပါစီတွေကလေရင်နဲ့ပုံကျဲစက်တက်လေးတွေနဲ့ပုံကျဲမျိုးစုံညှက်ကြည်စံတွေနဲ့ပြစ်မျိုးစုံဒုက္ခပေးနေတဲ့သူတွေကိုသူတို့မှာစားစရာမရှိနေစရာမရှိနဲ့ဒီလိုဘဝတွေကိုကျွန်တော်တို့ကူညီဖို့အတွက်ကျွန်တော်တို့တွေအားလုံးဟာခုချိန်မှာကျွန်တော်တို့တက်နိုင်တဲ့အလုပ်လေးတွေကိုဝင်လုပ်ပြီးလူခံပေးတာဖြစ်ပါတယ်ဗျာအဲ့ဒီလိုဘဝတွေကိုရှေ့ကရင်ကာကွယ်ပေးပြီးအသက်ကိုစတေးပြီးလက်နက်ကင်တော်လှန်နေတဲ့ PDF ရဲဘော်တွေအတွက်ကျွန်တော်တို့ကလည်းကြည်စံပိုးလက်နက်ခဲယမ်းပိုးတွေရိတ်ခါပိုးတွေထောက်ပံ့ဖို့လည်းလိုပါတယ်ဒါကြောင့်ကျွန်တော်တို့တွေကလူကန်ထွက်ပေးရခြင်းဖြစ်ပါတယ်ဗျာကျွန်တော်တို့တွေအ
အလူကန်ထွက်ပြေးတာကျွန်တော်တို့အကျိုးမြတ်ဘာတစ်ခုမှမရှိပါဘူးကျွန်တော်တို့ရဲ့စိတ်တွေဘယ်လောက်ထိခိုင်မာလဲလို့ဆိုရင်ဒီအလူငွေတွေကနေကျွန်တော်တို့ကြားတစ်ချက်မှကိုယူမသုံးပဲကျွန်တော်တို့သွားစီလာစီကျွန်တော်တို့စားစီအားလုံးဟာကျွန်တော်တို့ရဲ့လောက်အားကချွေးနေစားတဲ့ခါတွေမယ်ကျွန်တော်တို့ယူသုံးပါတယ်ဗျာဒီအလူငွေကိုကျွန်တော်တို့ကြားတစ်ချက်မှယူမသုံးပဲနဲ့မြေပြင်ကိုတိုက်ရိုက်ပေးပို့ပေးပါတယ်ဗျာကျွန်တော်တို့ရာမစားရမတောက်ရပါဘူးပြည်သူတွေကအညူတကြီးအာဏာရှင်တွေကိုတိုက်ထုတ်ဖို့အတွက်အညူတကြီးနဲ့လူတဲ့အလူငွေကိုကျွန်တော်တို့တွေဘယ်လိုနည်းနဲ့မှတရားတစ်ချက်မှလည်းအရောက်မခံနိုင်ပါဘူးကျွန်တော်တို့ရဲ့သားစဉ်မြေဆက်အနာဂတ်တွေလုံခြုံမှုအတွက်သူတို့တွေကPDFရဲဘော်လေးတွေကတက်နဲ့ရေးမီတိုက်ထုတ်ပေးနေတဲ့အချိန်မှာကျွန်တော်တို့တွေကနောက်ကနေဘယ်လိုနည်းနဲ့မှချက်စားလက်စားလုပ်ဖို့မလိုပါဘူးမလုပ်လည်းမလုပ်သင့်ပါဘူးဗျာကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားမိသားစုအားလုံးလေးစားပါတယ်ဗျာကျွန်တော်တို့တွေလူကန်ထွက်လာတဲ့အချိန်တိုင်းမှာယုံကြည်ကြည်နဲ့ထောက်ဖို့လူတန်းပေးကြတဲ့ကျွန်တော်တို့မြန်မာပြည်သားညီကိုမောင်နှမအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ရရင်ပဲပြောရင်းနဲ့ကျွန်တော်ကျေးဇူးအထူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုထပ်မံပြီးပြောပေးရစီဗျာကျွန်တော်တို့ရဲ့အများတို့ရဲ့သားသမီးတွေရဲ့အနာဂတ်တွေရဲ့လှပဖို့အတွက်ဆိုရင်ကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့ကြိုးစားမှသာလျှင်ဒီမြန်မာပြည်ပေါ်ကစစ်အာဏာရှင်တွေကိုအမြန်ဆုံးမောင်းထုတ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အားလုံးလက်တွဲညီညီနဲ့အတူတူကြိုးစားကြပါစို့လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲရှင်းနာခွင့်ပေးပါဗျာကျွန်တော်တို့ဖွဲ့စည်းထားတဲ့နေဦးနှစ်တည်းရဲ့မျိုးဆက်သစ်လူငယ်များထောက်ဖို့အဖွဲ့မှာအထူးပဲကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းကိုထပ်လောင်းပြောပြရစီဗျာကျမ်းမာခြင်းချမ်းသာခြင်းဝမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုရှင်းနာလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့လေးညလေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာအားလုံးမြန်မာပြည်သားအားလုံးဒီရန်ကင်းကွာလို့ကျမ်းမာချမ်းသာနိုင်ကြပါစေဗျာ